အခုပြောပြချင်တဲ့အကြောင်းလေးကတော့အခုအရန်ကိုခေတ်စားနေတဲ့ intermittent fasting ဆိုတဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။အဲ့ဒါကဘာလဲဆိုတော့အစာစားချိန်နဲ့အစာမစားတဲ့ချိန်ကိုချိန်ညှိပေးခြင်းအပြင်ကျန်းမာရေးကောင်းအောင်လုပ်တဲ့နည်းလမ်းလေးပဲဖြစ်ပါတယ်။ intermittent fasting ဆိုတာဘာလဲဆိုတော့တချို့အချိန်တွေမှာအစာစားပြီးတချို့အချိန်တွေမှာအစာမစားဘဲနေတဲ့အစာကူတုံးကြီးဖြစ်ပါတယ်။ကိုယ်လေးချိန်ရှော့ချခြင်းသွေးကြိုနဲ့သွေးအဆီဓာတ်ထိန်းညှိခြင်းတို့အတွက်သုံးကြပါတယ်။နီလန်မျိုးစားတွေကတော့16ရှစ်ဆိုတဲ့နီလန်16နိုင်မစားပဲ8နိုင်စားတဲ့နီ9နှစ်ဆိုတဲ့နီကတော့တစ်ပတ်ကို2ရက်သားနေငယ်သားစားတဲ့နီနောက်ပထမစားတစ်ပတ်ကိုတစ်ချိန်2ချိန်လောက်24နိုင်အစာမစားပဲနေတဲ့နီစားလိုက်မစားလိုက်ပေါ့လေအဲ့လိုနီလေးတွေဖြစ်ပါတယ်အဲ့နီလန်မျိုးစားတွေထဲမှာလူသုံးပို့ပြီးတော့များတဲ့နီကတော့16ရှစ်ဆိုတဲ့နီလေးပဲဖြစ်ပါတယ်အဲ့ဒါကမနေ့ဖက်နိုးတဲ့ချိန်မှာအစာမစားပဲနေလိုက်မယ်ပြီးရင်နေ့လယ်12နာရီလောက်မှစပြီးစားနိုင်ပါတယ်ည7နာရီထိစားနိုင်ပါတယ်နောက်ည7နာရီနောက်ပိုင်းကစပြီးမစားပဲနေလိုက်တာနောက်တစ်နေ့နေ့လယ်12နာရီထိစုစုပေါင်း16နာရီတိတိအစာမစားပဲနေတာဖြစ်ပါတယ်အကျိုးရှိတဲ့ချက်တွေကတော့အလေးချိန်လျှော့ချနိုင်တယ်သွေးကြိုစီးကြိုတက်ကိုထိန်းနိုင်တယ်သွေးရင်းစီးတက်ကိုကျစေနိုင်တယ်အဲ့လိုမျိုးတွေကောင်းကျိုးတွေကြောင့်လည်းစိတ်ကကြည်လန်းလာပြီးတော့အိုမင်းမှုနှုံးကလည်းနှေးကွေးနိုင်စေပါတယ်တတိထားဖို့ချက်ကလေးတွေကတော့နည်းနည်းရှိပါတယ်မနေ့ဖက်အစားမစားတော့လေနည်းနည်းပင်ပန်းသလိုထင်ရတယ်ပိုစားကြနေတယ်သွေးချိုတက်ကလေးနည်းနည်းကြားတဲ့အတွက်ကြောင့်ကောင်းနည်းနည်းမှုတတ်ပါတယ်စားစားခြင်းနီလန်းအသစ်ကိုသုံးလို့လည်းစိတ်မတည်ငြိမ်တာလေးတွေဖြစ်တတ်ပါတယ်အစားအစာကြံပြည့်ချက်အနေနဲ့ကတော့ဒါကတော့အကုန်လုံးခြုံပြီးတော့ပါပဲကစီတက်ကြတဲ့အရမ်းများတဲ့အစာတွေချိုးတဲ့အစာတွေရှော့စားတတ်ပါတယ်အစီအရမ်းများတဲ့ဟာတွေဥမာ red meat ပေါ့နော်အဲ့ဒါမျိုးတွေလည်းရှော့စားတတ်ပါတယ်နောက်ပြီးတော့ချက်ပြုတ်တဲ့နေ့မှာလည်းပဲပေါင်းတာတို့ပြုတ်တာတို့ဟာစီပြန်ဟင်းတွေထပ်ပို့ပြီးတော့ကောင်းပါတယ်နေကုန်းကျုံနေနဲ့ပြောရ